Hello everyone. ကိုယ့် English level ကိုတစ်ဆင့်မြင့်ဖို့အတွက်ကြိုးစားချင်ပေမဲ့ကျောင်းချိန်ရုံးချိန်နေနဲ့သင်တန်းတက်ဖို့အတွက်အချိန်ကြီးမရအောင်ဖြစ်နေရဆိုလို့ရှိရင် Welcome from Bright English Academy. BA မှာ10တက်ပဲအထူးပန်တည်ပြီးတော့မယ် one-on-one online classes လေးရှိပါတယ်။ Speaking ကိုပဲအဓိကထိုင်မှသင်ချင်တာလား 4 skills ဆုံးကိုကျွမ်းကျင်သမျှချင်တာလားဒါမှမဟုတ် IELTS အတွက် band score ကောင်းရအောင်ပြင်ဆင်မလား Your goal or plan အတန်းချိန်ကိုလည်းကိုယ့်ရဲ့အားလျက်နဲ့ချိန်ညှိပြီးတော့တက်ရောက်နိုင်တယ်အတန်းထဲမှာလည်းကိုယ်နဲ့တီချင်တဲ့နှစ်ယောက်တည်းရှိမှာမို့လို့နားမလည်ရတွေကိုအားမနာပဲနဲ့ရှင်းရှင်းလင်းလင်းတည့်ရဲ့အထိမေးနိုင်တယ်ကိုယ့်ရဲ့တိုးတက်မှုအားသာချက်အားနည်းချက်တွေကိုလည်းတီချာတွေကအမြဲတိတိကျကျပြပြပေးတော့မှာဖြစ်ပါတယ်သင်ခန်းစာတွေကလည်းလက်တွေ့အသုံးဝင်ပြီးတော့သင်တန်းချိန်တွေကလည်း flexible ဖြစ်တာမို့လို့သင်ရဲ့တိုးတက်မှု progress ကိုပဲအဓိကထားပြီးမှသင်မိရဲ့သင်တန်းဖြစ်ပါတယ်တိတ်ဆိတ်ညင်တက်ပြီးတော့ internet connection ကောင်းကောင်းရှိရဲ့ဘယ်နေရာကနေမဆိုသင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ goal ကို plan ဆွဲဖို့အတွက် Bright English Academy မှာအခုပဲလာဆောင်လိုက်တော့နော်အတန်းထဲမှာပြန်တွေ့ပါမယ် bye bye